ဒီနေ့တော့ Manchester United နဲ့ West Ham ပွဲစဉ်အကြောင်းလေးနည်းနည်းလေးဆွေးနွေးကြည့်ကြအောင် ဟုတ်ကဲ့ ဒီပွဲကလေရိုးရိုးပွဲတစ်ပွဲတော့မဟုတ်ဘူးတစ်ဖက်မှာ United ကခြေစွမ်းကောင်းနေတယ်ဒါပေမဲ့ ဟုတ်ကဲ့ သူတို့ကအမြဲတမ်းခက်ခဲနေတဲ့ London ကွင်းမှာတွားကစားမှာဆိုတော့လေအဲ့ဒီမှာတမိုင်းမတန်းဆိုးတွေရှိနေတယ် မှန်တယ်ဒီပွဲသားလည်းဗီဒီယိုတာပါ paradox နှစ်ခုထိတ်တိုက်တွေ့တဲ့ပွဲလိုပဲ ဟုတ်ပါ တစ်ဖက်မှာ West Ham ကအင်္ဂွဲမတန်က league မှာဒုတိယအညံ့ဆုံးဒါပေမဲ့အသင်းကြီးတွေကိုဒုက္ခပေးတတ်တယ် အင်း နောက်တစ်ဖက်မှာကျတော့ခြေစွမ်းအကောင်းဆုံးဖြစ်နေတဲ့ United ဒါပေမဲ့အဲ့ဒီကွင်းထဲရောက်ရင်ခြေပြောက်တော့တပြန်ညော ဆိုတော့ form နဲ့ psychology ဘာတူနိုင်မလဲဆိုတော့စောင့်ကြည့်ရမှာပါနော် တိတိကျကျပဲ အဲ့ဒီ West Ham ရဲ့အိမ်ကွင်းမတန်းကတော်တော်ထူးဆန်းတယ်နော်12ပွဲမှာ10ပွဲတောင်ရှုံးထားတာ ဟုတ်တယ် ဒါဆိုလွယ်လွယ်ကူကူနိုင်တဲ့ပွဲလို့ထင်ရတာပဲလေဒါပေမဲ့ဘာလို့ United ကအမြဲခက်ခဲနေရတာလဲ အဲ့ဒါကသူတို့ကစားပုံကြောင့်ပဲ West Ham ရဲ့အင်္ဂွဲပြဿနာကခန်းစစ်ကဂိုးတွေပေးနေရလို့ အာဟုတ်ကဲ့ ဒါပေမဲ့သူတို့တိုက်စစ်ကအင်္ဂွဲမှာ16ကိုသွင်းထားတယ်ဆိုလိုတာကသူတို့ကဘောလုံးကိုကင်ကစားကျင်တဲ့ United လို့အသင်းတွေကိုဖိအားပေးဖို့ဖိတ်ခေါ်တယ်လို့ပဲ ထောင်ချောက်စင်ထားတဲ့သဘောမျိုးပေါ့ ဟုတ်တယ်ဖိမမျက်နှုံမြင့်ကစားသမားတွေနဲ့တံပြန်တိုက်စစ်ကိုထိထိရောက်လို့တုံးတာအဲ့ဒါက United အသက်အမြဲတမ်းအကြောက်ဆုံးပုံစံပဲလေ ဟုတ်ပါပြီဒါဆိုအခုနောက်ပိုင်းသူတို့ကစားပုံမှာတော့ဘာတွေထူးခြားလာသေးလဲ အဓိကကတော့Matthias Nunes ရဲ့အခန်းကဏ္ဍပဲ ဟွန်း သူကဘောလုံးကိုအောက်ကနေအပေါ်ထိတကိုးတော့တဲသွားနိုင်တဲ့ကွင်းလက်လူမျိုးသူ့ရဲ့ပေးလွှမ်းမှုတွေကိုတားဖို့ United ကွင်းလက်လူတွေကနေရာပြောက်ပြီးလိုက်သွားရင် ခန်းစစ်မနာခွက်ဖေးသွားနိုင်တယ် အဲ့ဒါပဲဒါကအရင်နှစ်တွေက United ရင်မဆိုင်ခဲ့ရတဲ့နီးဗျူဟာပိုင်ဆိုင်ရာပြဿနာအသစ်တစ်ခုပဲ အဲ့ဒီလိုအကြောင်းအရာတွေကြောင့်ပဲဒီ London ကွင်းက United အတွက်ကျင်းစာတင်နေတဲ့နေရာတစ်ခုလို့ဖြစ်နေရပေါ့ ဟုတ်တယ် 2021 Jesse Lingard ရဲ့နောက်ကျကိုးနဲ့နိုင်ခဲ့တာကနောက်ဆုံးဆိုတာမယုံနိုင်စရာပဲ ဒါကလေကန်တက်တက်တော့မဟုတ်တော့ဘူးစိတ်ပိုင်းဆိုင်ရာအရာပါအခက်ခဲဖြစ်နေတာမျိုး ဒါပေမဲ့လေအခု Michael Carey လက်အောက်က United ရဲ့ကွာခြားချက်ကအဲ့ဒီလိုကျင်းစားတွေကိုစပြီးချိုးဖျက်နေတာပဲ ဟုတ်တယ်ဥပမာအာဆင်နယ်ကွဲမှာ2019နဲ့နောက်ပိုင်းပထမဆုံးချိန်ပြန်နိုင်ခဲ့တာမျိုးပေါ့ မှန်တယ်ဆိုတော့သူတို့မှဒီလိုပွဲတွေအတွက်အဖြစ်တစ်ခုရှာတွေးထားပုံရတယ် အဲ့ဒီအဖြေကဘာဖြစ်မလဲ West Ham ရဲ့ထောင်းထောင်ထက်မဝင်သွားဒီတစ်ခါသူတို့ဘလို့ကစားပြမလဲ အဲ့ဒီကတော့စိတ်ရှည်ခြင်း patience ပဲလို့ထင်တယ်အရင်က United ဟာခံစစ်ပိတ်ကစားတဲ့အသင်းနဲ့တွေ့ရင်စိတ်မရှိဖြစ်ပြီးတိုက်စစ်ကစားဝန်ကပုံစံတည်ပြီးဖြစ်သွားတဲ့ ဒီမျိုးတည်းဖြစ်သွားတတ်တာနော် ဟုတ်တယ်အခုလို့သူတို့တိုက်စစ်ကပို့ပြီးလှုပ်ရှားပြောင်းလဲနိုင်စွမ်းရှိလာပြီးကစားသမားတွေကနေရာတွေပြောင်းပြီးခံစစ်ကိုဆွဲထုတ်တယ် အော်အဲ့ဒီခါကျမှ West Ham ခန်းစစ်ကစားသမားတွေအမားလုပ်ဖို့အခွင့်အရေးဆောင်တာပေါ့ အဲ့ဒါပဲအဲ့ဒီခါကျသူတို့ဆုံးဖြတ်ချက်မားတွေလှုပ်လာနိုင်တယ်ဒါက United တို့အခွင့်အရေးပဲ ဒါဆိုရင်ကဒီပွဲရဲ့နေချုပ်က United ရဲ့တိုက်စစ်ပိုင်းစိတ်ရှည်မှုအသစ်နဲ့ West Ham အရင်ကွင်းတံမြန်တိုက်စစ်ကြားကအပြိုင်မှုခင်မှာပေါ့ ဟုတ်ပါတယ် ပြီးတော့ United ကစားသမားတွေရဲ့ခေါင်းထဲမှာရှိနေတဲ့ဒီကွင်းနဲ့ပတ်သက်တဲ့တန်တရားတွေကိုပါကြော်လွှားရအောင်ပါ တိတိကျကျပဲဒါကြောင့်ဒီပွဲကကွင်းထဲကနီးဗျူဟာတိုက်ပွဲတစ်ခုတည်းမဟုတ်ဘူးစိတ်ပိုင်းဆိုင်ရာစစ်ပွဲတစ်ခုလည်းဖြစ်တယ် United ရဲ့ယုံကြည်မှုအသစ်ကဒီကွင်းရဲ့သမိုင်းဆိုးကိုအနိုင်ယူနိုင်မလားပေါ့ ဟုတ်တယ် West Ham ရဲ့မွေနောက်ကစားနိုင်တဲ့ပုံစံက United ရဲ့ထိန်းချုပ်မှုကိုဖျက်ဆီးနိုင်မလားဆိုတာတကယ်ကိုကြည့်ကောင်းမဲ့အားပြိုင်မှုပဲ ကောက်ပါပြီဒါဆိုရင်တော့ဒီနေ့တုံးတက်မှုအဆုံးသတ်ရင်းနဲ့စလားစရာလေးတစ်ခုခြံထားခဲ့ချင်ပါတယ် ဟုတ်ကဲ့ မမောက်ခေဘောလုံးလောကမှာလေအချက်လက်ဒီနီးဗျူဟာတွေဘလော့ကဲတူတက်လာပါစေအသင်းတစ်အညံကွင်းလို့ခေါ်တယ်တိုင်းတာလို့မရတဲ့ကွင်းတစ်ကွင်းရဲ့စိတ်ပိုင်းဆိုင်ရာဖျားကခြေစွမ်းအကောင်လုံးဖြစ်နေတဲ့အသင်းတစ်အပေါ်မှာတကယ်ပဲတက်ရောက်မှုရှိနေသေးရဲ့လား